အဲ့တော့ wave photo တောင်းတဲ့အခါမှာကျွန်တော်တို့ဒီတစ်ခုပြောချင်တာကတင်ပြီးသား photo တွေကိုရှာလို့ရပါတယ်ကျွန်တော်စီမတောင်းခင်ပေါ့နော်အရင်ဆုံးတင်ပြီးသားရှိလားမရှိလားကိုစစ်လို့ရတယ်ပေါ့နော်ဒီ man blue လေးပေါ့နော်ဒီ man blue လေးကိုအဲ့ကောင်လေးကိုတစ်ချက်နှိပ်နော် search လုပ်မယ်ပေါ့နော်အဲ့ကောင်မှာရှာဖွေတဲ့ခလုတ်ပေါ့နော်ဒီကောင်လေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီကိုတောင်းတဲ့ model ဒီ group ထဲမှာတင်ထားတာရှိလားမရှိလားဆိုတာကိုကျွန်တော်တို့ဒီရိုက်ထည့်ပြီးတော့ရှာလို့ရတယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ဒီမှာတယောက်ကတောင်းထားတယ်ပေါ့နော် iPhone 11 LCD or တဲ့ LCD light တယ်ပေါ့နော် backlight ပေါ့နော် backlight နဲ့သို့မဟုတ် LCD way လိုချင်တယ်ဆိုတော့ကြောင့်ကျွန်တော်တို့ဒီထဲမှာ model ကိုရိုက်ထည့်လိုက်မယ်ပေါ့နော် iPhone ဆိုပြီးတော့ရိုက်ထည့်မယ် iPhone 11ပေါ့အဲ့တော့ model ရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့ဒီတင်ထားတာရှိတယ်ဆိုရင် space bar လေးတော့ချပါပေါ့နော် space bar လေးချပြီးတင်ထားတာရှိတယ်ဆိုလို့ရှိရင်ဒီမှာလာပြပြီးတယ်ပေါ့နော် LCD light ဆိုပြီးတော့ဟုတ်နော်အဲ့ခါကျရင်ကျွန်တော်တို့ဒီထပ်ပြီးတော့တောင်းเสียရမလို့တော့ဘူးပေါ့နော်တောင်းတဲ့ဟာကိုစောင့်เสียရမလို့တော့ဘူးကျွန်တော်တို့ဒီ group ထဲမှာရှိတဲ့ဟာကိုတစ်ချက်နှိပ်ပြီးတော့ဒီကောင်လေးနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီကိုလိုချင်တဲ့နေရာကိုရောက်မယ်ပေါ့နော် iPhone 11 LCD light ပေါ့ဥပမာကျွန်တော်တို့က Redmi 9A လိုချင်တယ်ဆိုလို့ရှိရင်လည်းRedmi 9A ဆိုပြီးတော့ဒီဘောက်ထဲမှာရိုက်ထည့်ပြီးဒါဆိုလို့ရှိရင် Redmi 9A နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဟိုဟာ charger ဝေးလား speaker ဝေးလားအကုန်သွားပြန်ကြည့်လို့ရဟုတ်ပါတော့သူတောင်းထားတဲ့ဟာ charger data ဆိုလို့ရှိရင် charger data သွားပြန်ရှာလို့ရအဲ့တော့ကျွန်တော်တို့ဒီအဲ့နီးနဲ့ကျွန်တော်တို့ဒီတင်သားလားမတင်သားလားဆိုတာကိုကျွန်တော်ရှာလို့ရပါတယ်အဲ့တော့ wave ပုံတွေကဘယ်လောက်တောင်ရှိလဲဆိုတော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်2900လောက်ရှိတယ် wave ပုံတွေကပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ဒီအရင်ဆုံးရှာကြည့်ပါရှာကြည့်လို့မတွေ့ဘူးဆိုတော့မှသာလေကျွန်တော်တို့ဒီ group ကနေပြီးတော့လာပြီးတောင်းပြီးပါဟုတ်ပြီနော်